ဒီဗီဒီယိုတွေ့ရင်ကြော်မသွားနဲ့အခုသင်ဘဝမှာဖြစ်နေတဲ့အရာတွေဘာကြောင့်ဖြစ်နေတာလဲဆိုပြီးစဉ်းစားနေတယ်အဲ့ဒါကိုအဖြေရှာနေဆိုလို့ရှိရင်တော့ this video is for you အခုကြည့်လို့မအားသေးဘူးဆိုလို့ရှိရင် save လုပ်ထားလိုက်ပါပြီးခဲ့တဲ့2ပတ်လောက်ကပဲကျမဘဝမှာအဖြစ်အပျက်တစ်ခုကြုံတွေ့ခဲ့ရတယ်အဲ့ဒီအဖြစ်အပျက်ကပဲဒီဗီဒီယိုရိုက်ဖို့အတွက်ဖြစ်လာခဲ့တာပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျမသားလေးအထက်လန်အောင်ရှော့ဖြစ်တယ်ပေါ့နော်အထက်လန်အောင်ရှော့ဖြစ်တယ်စေကန်းသွားတယ်မတတ်တာတော့ဆရာမကနောက်ဆုံးဆေးရုံတင်ရမယ်လို့ပြောတဲ့အခါကျတော့ဆေးရုံတင်မယ်လို့ပေါ့နော်ဆေးရုံတင်တယ်ဆေးရုံရောက်သွားတယ်သူတို့အကုန်လုံးလိုအပ်တာတွေလုပ်ပြီး drip သွင်းတယ်နော်ဟို check up တွေလုပ်တယ်သွေးတွေယူတယ်အကုန်လုံးစစ်စရာရှိရစစ်တယ်ဆေးတွေအဲ့ဒီညဘက်ကြီးရောက်သွားတယ်အဲ့ညတညလုံးမှာအကုန်လုံးလိုအပ်တာတွေသူတို့လုပ်ပြီးတယ်ပြောပြီးမယ်ကျမသားလေးကတနားထက်တနားတစ်ချိန်ထက်တစ်ချိန်ကွာပိုဆိုးဆိုးလာတယ်လို့ပြောရမယ်သိလားဝင်းသွားလည်းမရက်ဘူးဘာမှလည်းမစားဘဲနဲ့အန်နဲ့အဲ့တော့ကျမတညာလုံးပေါ့နော်မအိပ်ရဘူးလုတ်ပြီးတယ်အဲ့ဒီမှာကျမဘာဖြစ်လဲဆိုတော့ okay မဟုတ်ဘူးတခုခုတော့မှားနေပြီသူတို့တခုခုတော့သူတို့မလုတ်ပြီးပဲထားတယ်လုတ်ပြီးရမယ့်ဟာသူတို့စောင့်ကြည့်အောင်မယ်ဆိုပြီးသူတို့အချိန်ဆွဲထားတယ်သူတို့တေချာမလုတ်ပြီးနေဘူးကျမအဲ့လိုပဲစင်တယ်အဲ့တော့ကျမတော်ခေါ်တယ်ညာကြီး2နာရီတခါကျမသားလေးကပိုဆိုးလာတယ်လုတ်ပါအောင်ကြည့်ပေးပါအောင်မဟုတ်ဘူးသူတို့ကဘာပြောလဲမဟုတ်ဘူးကျမတို့ drip တင်ထားတယ်နော် drip ကသူထွက်သွားတဲ့ဟာတွေကိုပေါ့နော်ဟို cover ဖြစ်တဲ့အမောင့်နှစ်ဆတိုးပြီးတော့လုတ်ပေးထားတယ်အဲ့အတွက်ကြောင့်မလို့ဝင်းရတော့သွားနေဦးမှာပဲဒါပေမဲ့ကလေးကအမပြတ်သွားဘူးဒီမှာ drip ရှိရဲဆိုပြီးတော့သူတို့လိုအပ်တဲ့ဆေးတွေရောဗါတွေအကုန်လုတ်ပေးထားတယ်ဆိုပြီးတော့အဲ့တော့တခါပြီးသွားတယ်ပြီးတော့ကလေးကနောက်ပိုင်းအဲ့လိုဝင်းနေတအားသွားရင်ဘာလို့လဲဖေးမှလောင်လာတယ်နော်အဲ့တော့သူကျမသူတို့သွားခေါ်တယ်မှာကလေးကပြင်ဆက်နေပြီဆိုအဲ့မှာသူတို့ zinc cream လေးပါလေးပေါ့နော်ပေးတယ်အဲ့ချိန်တုန်းကလည်းအမှန်တမ်းပြောလို့ရှိရင်ကျမကွာသူ့ဟိုclean လုပ်ပေးနေနဲ့ကျမမျက်လုံးကအဲ့ဒီနေရာကိုသွားရောက်သွားတယ်အဲ့ဒီနေရာလေးသူ့လောင်မဲ့နေရာလေးကိုကျမမျက်လုံးကရောက်သွားတယ်ဒါပေမဲ့ဘာလဲကျမမသိဘူးပြီးတော့မှကလေးဖင်လောင်သွားပြီဆိုတော့မှအဲ့မှာနောက်တော့မှအော်ငါမျက်လုံးကအဲ့ဒီနေရာကိုရောက်သွားတယ်ဆိုတာလောင်တော့မယ်ဆိုတာကိုသိရ message ရောက်တာလည်းဖြစ်လိမ့်မယ်ဒါပေမဲ့ကိုကမသိလိုက်ဘူးကိုကဗျာများနဲ့ပြနေလေဘာကြောင့်မတတ်တာလဲပို့အခုစေးုံတက်အခုစေးပေးအခုပြောက်ရမယ်ဆိုတော့အဲ့ဒီ attachment ကျမမှာအရင်တော့ရှိတယ်ဒါပေမဲ့အခုမရှိအောင်ကျမအများကြီးလေ့ကျင့်ထားပြီးပြီเนาะအခုလို့အခုရောက်အောင်ဖွာ hatch လောင်းဆိုတာမရှိဘူးဆိုတာကိုလည်းကျမယုံကြည်ထားတယ်လက်ခံထားတယ်အချိန်တိုင်းတာစောင့်ရမယ်ဆိုတာကိုလည်းကျမသိတယ်ဒါပေမဲ့ကျမစောင့်နေအဲ့ချိန်မှာအကောင်းဆုံးလဲလုပ်တယ်ဟိုစေးတွေရောဗာတယ်လုပ်တယ်ဒါပေမဲ့ဘာမှမတတ်တာလားပို့တော့ဆိုးလာဆိုတော့ကျမခဏနေတကားတော့ခောက်သူတို့ခေါ်လိုက်နေတယ်နောက်ဆုံးကျမဘာပြောလဲဆရာမဟိုဝင်းသွားတာနည်းနည်းလေးဖြည့်ရက်သွားအောင်လုပ်ပေးပါဆိုတော့ဒေါက်တာကဘာပြောလဲဆိုတော့လုပ်ပေးလို့မရဘူးတဲ့ကျမတို့အဲ့လိုလုပ်ပေးလို့မရအဲ့လိုလုပ်လိုက်ပိုဆိုးသွားမယ်သူကသူရှိသလောက်ဘိုက်ထဲမှာရှိသလောက်ပေါ့နော်ဝင်းထွက်ပါသေးဒါပေမဲ့စိတ်မပူအောင်ကျမတို့အပေါ်ကနေပြီးတော့ပြန်ဖြည့်ပေးထားတဲ့ drip နဲ့ဆိုပြီးအဲ့လိုပြောအဲ့တော့ကျမတညာလုံးလေးသီလားစိတ်ထဲမှာအရန်တန်နေရဖြစ်တယ်သူတို့မဟုတ်ဘူးသူတို့ငါတောက်သူတစ်ခုခုလုပ်ပေးရအောင်မှာဒါပေမဲ့အဲ့ဒါကိုချိန်ဆွဲထားတယ်သိရမလားလုပ်ပေးရရှိအောင်မြင်မြင်မလုပ်ပေးဘူးလို့ကိုကအဲ့လိုပဲထင်ပြီးတော့နေလာဒါပေမဲ့တရက်ပြီးသွားရင်နောက်နေ့မနက်လောက်မှာတညာလုံးပေါ့နော်နောက်နေ့မနက်လောက်မှာနည်းနည်းလေးပေါ့နော်နည်းနည်းလေးမဆိုးသလောက်လေးတတ်တာတယ်ဒါမှလည်းမတတ်တာသေးဘူးအဲ့ဒီတဝက်လောက်မှာစပြီးတော့တတ်တာလာတယ်အနောက်နေ့မှာတော့ဟိုတတ်တာတော့လေမြင်တတ်တာသွားတယ်ကွာသိလားအဲ့ဒါလူကျမကြည့်ချင်အပြင်ကျမတို့ဘဝမှာလေငါကောင်းတာတွေလုပ်နေတယ်လိုအပ်တာတွေလုပ်နေတယ်သိရမှာဒီလို spiritual work ပဲဖြစ်ဖြစ်ဖျားတရားပဲဖြစ်ဖြစ်ဟိုတခါကျရှင်ဖျားတရားတို့ဘာလို့ဆိုရင်ကျမတို့ဖျားပဲလုပ်ရတာမဟုတ်တကယ်ဟောထားတဲ့တရားတွေလက်တွေ့ကျင့်သုံးရတယ်နော်လူတွေကိုဆက်ဆံတဲ့အခါစီးပွားရေးလုပ်တဲ့အခါ mindset တွေသိတယ်ဟုတ်စိတ်နေစိတ်ထားနှလုံးသားတွေဖြစ်စဉ်တန်ရှင်းမှုတွေနော်အဲ့ဒါတွေကိုလည်းကျမတို့လုပ်ကြတယ် okay အဲ့ဒါတွေလည်းငါလုပ်တယ်ငါရဲ့ mindset တွေလည်းငါရဲ့ energy တွေရောအကုန်လုပ်တယ်ပြီးလို့ရှိရင်ကျမတို့အခုရရမယ်ဆိုတော့အဲ့ attachment တွေကိုလည်းဖြုတ်သလားဆိုရင်ဖြုတ်တယ်အဲ့ဒါကြီးလည်းလုပ်နေတာတော့မှဘာကြောင့်ဘာမှအရေးအောင်မတွေ့ရပါလားဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ကျမဘဝမှာလေအခုကြည့်နေလူတွေမှာလည်းဖြစ်တဲ့အခြေအနေမျိုးရှိလိမ့်မယ်အဲ့ခါကျရင်စပြီးတော့doubt တွေဖြစ်လာငါဘာမှလဲငါဘာကြောင့်ဒီလိုဖြစ်တာဟိုကဘာတွေမှနေလို့လဲငါလောက်တာဘာလွဲသွားလဲဘာမကောင်းလို့လဲဖေကအဖြစ်ပေးရလားဘာဖြစ်လဲတခုခုပေါ့နော်ဆိုအဲ့လိုမျိုးလိုက်ပြီးဖြစ်တတ်တယ်ဆိုရင် please don't တခါတလေကြောက်ရှင်ကိုကဘလောက်ပဲကောင်းတာတွေလုပ်နေပါစေဘလောက်ပဲကောင်းတဲ့အရာတွေနဲ့ပဲဖြစ်နေပါစေ timing ဆိုတာရှိတယ်အဲ့ဒီ timing ပေါ့မရောက်မချင်းရတော့အဲ့ဒီမကောင်းတဲ့အရာတွေဇက်တိုက်ဖြစ်နေဦးမှာပဲအဲ့ဒါကိုကျမက purging လို့ပြောချင်တယ်ဟိုအန်ထုတ်တာပေါ့ပြောအောင်ဆိုအန်ထုတ်တာပဲဖြစ်ဖြစ်ဝင်းသွားတာပဲဖြစ်အဲ့လိုမျိုးပေါ့နော်ကျမတို့ထဲမှာရှိနေတဲ့အရာတွေပေါ့နော်အဲ့ဒါတွေကဟိုမြန်ထွက်သွားရင်ကောင်းတယ်ကွာသိလားအဲ့တော့မှကောင်းတဲ့အရာတွေကဆက်ပြီးတော့ဝင်လာနိုင်မှာအဲ့တော့ကိုကလောက်တာလုံနေဘာမှမတိုးလာဘာမှမပြောင်းလဲလာ especially financial ပေါ့နော်ငွေကြီးနဲ့ပတ်သက်ပြီးဟာဟိုတင်တဲ့နေတက်တယ်ဒီတင်တဲ့နေတက်တယ်တကယ်ရောအသုံးချလားဟုတ်ပြီအသုံးလဲချတယ်ဒါပေမဲ့မပြောင်းလာသေးဘူးဆိုလို့ရှိရင်တော့ please be patient အဲ့ဒီအချိန်ကရောက်လာမှာ
မရောက်လာတော့ဘူးဆိုပြီးလည်းမရက်ချပလိုက်နဲ့ okay ရောက်လာမှပဲရောက်လာပဲတော့အခုတော့ထိုင်နေလိုက်တော့မယ်ဆိုပြီးတော့လည်းမလုတ်ပြနေဆက်လုတ်သွား keep going ဒါပေမဲ့တစ်ချိန်မှာအဲ့ flip second လေးတစ်စက္ကန့်နဲ့နောက်တစ်စက္ကန့်နဲ့ချိန်နေချိန်မှာနေမယ် तू ကမကောင်းတာတွေထွက်သွားပြီဆိုလို့ရှိရင်ကောင်းတဲ့ຢာတွေကဒင်းဖြစ်လာပြီးမြင်ဖြစ်သွားမှာဆိုတော့ this is the life ပေါ့နော်ကျမဘဝမှာဒါကိုယ်တိုင်သင်ခဲ့ရတဲ့အရာလေးအော်ငါမပြောင်းပါလားငါတတ်မှတ်ထားတယ်လို့လည်းမဖြစ်လာပါလားမရပါလားအဲ့လိုမျိုးတွေဖြစ်နေဆိုတဲ့အချိန်ကျတော့အခုကျမသဘောပေါက်သွားတယ်အော် timing ဘဝမှာ timing ဆိုတာအရေးကြီးတယ်ဒီသင်တန်းတစ်ခုကိုကျမနဲ့နောက်တစ်ယောက်နဲ့အတူတူတက်မယ်ဆိုရင်တော့မှသူ့ရဲ့ပြောင်းလဲမှုနဲ့ကျမရဲ့ပြောင်းလဲမှုကဘယ်လို့မှတူနိုင်မှာမဟုတ်ဘူးကျမတို့ရဲ့ destiny ပေါ့နော်ကံတရားရှိရဲကျမတို့ရဲ့ life မှာဘယ်အချိန်ကျမှဖြစ်မယ်ဆိုတဲ့အဲ့ timing လေးတွေရှိရဲပေါ့နော်အဲ့ဒါကို patient ယုံကြည်စွာနဲ့စောင့်ပါအရန်ကိုဘာလို့မဖြစ်တာလဲငါဘာမှားနေလဲအဲ့ဒါတွေမဖြစ်ပါနဲ့အဲ့ဒါတွေဖြစ်တယ်ဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုခုန life ကပြလာတဲ့ sign တွေပေါ့နော်မှာ clip ဖင်လောင်တော့မယ်ဆိုပြီးအဲ့နေရာကိုပြလာတယ်ဆိုရင်မြင်နေဒါမဲ့မသိဘူးဘာနဲ့တူလဲဆိုတော့ကျမတို့အဲ့လိုမျိုးဖြစ်နေတဲ့ခါကျမျက်မှန်ခေါင်းပေါ်တင်ပြီးတော့ဟဲ့မျက်မှန်ဘာမှလဲငါဖုန်းဘာမှလဲဆိုပြီးတော့အဲ့လိုဖြစ်နေတဲ့ moment နဲ့တူတယ်အဲ့တော့မဖြစ်လာလို့စိတ်ပူရတဲ့ကြားတယ်အဲ့လိုတွေပါဟိုဟာဘာမှလဲဒီဟာဘာမှလဲနဲ့လိုက်ရှာပြီးတော့ပြာများတယ်ဆိုရင်အရန်ပင်မနဲ့ဆိုတော့အဲ့လိုမျိုးဖြစ်နေဆိုရင်လှုပ်ရှားရှိရည်လှုပ်ပြီးသွားပြီး okay fine မဖြစ်လာသေးဘူးဆိုရင်လည်းwait the timing ပေါ့နော်ကိုယ့်ရဲ့ timing ကိုစောင့်နေပျော်ပျော်ရွှင်ရွှင်ကျေးဇူးတင်ပြီးတော့လက်ခံပြီးတော့ရောက်လာရင်လက်ခံနိုင်အောင်အဆင်သင့်ဖြစ်အောင် ready လုပ်ပြီးတော့စောင့်ပါလို့ကျွန်မဒီ message လေးကနေပေးခြင်းနဲ့ I don't know ဘယ်သူကြားဖို့လိုအပ်နေလဲတော့မသိဘူးဒီ message ကတော့ကြည့်နေလူတန်းဆိုတာတော့ကျွန်မလုံးဝသိကြတယ်ဆိုတော့အခုကို live မှာဘယ်လိုမျိုးကြုံတွေ့နေရလဲ comment below နောက်ထပ် video တွေမှာတော့ကျွန်မဘာတွေပြောပြရလဲဆိုတာလဲကျွန်မပြောပြပေးခဲ့ပါ so thank you so much subscribe လုပ်ရသေးလို့ဆိုလို့ရှိရင်လည်း subscribe လုပ်ခဲ့ပေးပါအောင် see you in my next video